ငယ်တုန်းကဘာနဲ့ရိုက်ခံရဘူးလဲဆိုတော့ပြမှာပဲပြပါတယ်ခင်ဗျာဂျိတ်နဲ့ခပတ်နဲ့ဆိုခပတ်အဖေရိုက်တာဂျိတ်ကတော့အမေရိုက်တာအမေကအများဆုံးရိုက်တယ်ဆိုတော့အမေကိုရွေးလိုက်မယ်ယော့ခံဂျိတ်နဲ့တပြက်စီးဆိုတော့အမေကအမြဲတမ်းတပြက်စီးလဲလားဆိုလဲတယ်တပြက်စီးကခြေထောက်နားမှာပဲတီးထုတ်တာပဲအမေကတပြက်စီးနဲ့ပိုရိုက်တယ်ဂျိတ်တဲ့ဆိုင်တော့လက်ဝါးနဲ့ပြောမနေနဲ့အမေကအားရင်လက်ဝါးနဲ့ပဲရိုက်တာနော်လက်ဝါးအမေလက်ဝါးဗာလဲဟိုဂျယ်လီပီတန်လိုပဲရိုက်ရနာမနာပဲအမေတီးထုတ်ဝင်လာတယ်ဆိုလက်ဝါးပဲရွေးမယ်ကွာဒါကကျတော့ဟိုတပြက်စီးလဲအဲ့ဒါနဲ့တော့ရိုက်ခံဘူးလေဒါပေမဲ့ကြာကြီးတော့မဟုတ်ခဏလေးပဲတစ်ခါပဲရိုက်ခံဘူး3-5ကလောက်ပဲရိုက်ခံဘူးလက်ဝါးနဲ့ခဏခဏပဲလက်ဝါးရွေးလိုက်မယ်နော်ဖက်နဲ့ပြပောက်တာခံဘူးလေရိုက်တော့မခံဘူးဖက်နဲ့ပလန့်ပြပောက်တာမိကအဲ့တော့ဖက်နဲ့လည်းရိုက်ခံဘူးလေဆိုဖက်နဲ့ရွေးလိုက်မယ်ဒီဘက်ကရေခွက်နဲ့လည်းခောက်ခံဘူးလေဒါပေမဲ့ရေချိုးတဲ့အချိန်ပေါ့နော်အချိုးမပြေလို့ရေခွက်လည်းရိုက်ခံဘူးလေဇွန်းနဲ့တော့ခောက်မခံဘူးဒါရိုက်ခံဘူးလေဒီချိန်လုံးပေတန်နဲ့ရိုက်ခံဘူးလေတန်ချက်ကူတော့မတွေ့ဘူးโอเคဒါနောက်ဆုံးတော့ဘာတော့မှဘယ်အနိုင်မရဘူးလားဘာတော့မှမင်းတို့ကမဟုတ်တော့ဘူး